ကားအင်ဂျင်ဝိုင်းတစ်ခါလဲရင်ဘယ်လောက်ထိမောင်းနိုင်လဲမိတ်ဆွေတို့သိကြပြီလားတကယ်လို့မသိသေးဘူးဒီဗီဒီယိုလေးကိုဆက်အောင်ကြည့်လိုက်ပါဒီနေ့ Honda City အင်ဂျင်ဝိုင်းလာပြီးအတိလဲတာကိုမိတ်ဆွေတို့ကိုဗီဒီယိုလေးရိုက်ပြီးကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်အရင်ဆုံးမော်လီကိုဖြောလိုက်မယ်အင်ဂျင်ဝိုင်းဟောင်းရွက်ကိုကုန်သွားတဲ့အထိခဏစောင့်ပေးလိုက်မယ်အင်ဂျင်ဝိုင်းတစ်ခါလဲရင်အင်ဂျင်ဝိုင်းရှိကူကိုအတိလဲပေးတာပိုကောင်းပါတယ်ပေါ့နော်အခုအတိတက်ပေးလိုက်မယ်တက်ပေးပြီးအင်ဂျင်ဝိုင်းအခေါင်းလဲကုန်သွားပြီဆိုတော့မော်လီကိုပိုက်လိုက်မယ်အခုဆိုင်မှာစောတဲ့အင်ဂျင်ဝိုင်းမျိုးစားတော့ဒီမျိုးစားပဲဖြစ်ပါတယ်30-40ပဲဖြစ်ပါတယ်ကားအင်ဂျင်ဝိုင်းတစ်ခါလဲရင်ကီလို1000လောက်မောင်းနိုင်မှာဖြစ်ပါတယ်တချို့မသိတဲ့လူတွေလည်းရှိတာပေါ့သူတို့ထင်တာတနည်းမဟုတ်ရင်နှစ်နည်းဆိုပြီးတကယ်တော့အဲ့လိုတော့မဟုတ်ပါဘူးတချို့တွေဆိုရင်ကားကိုသိမောကြဘူးအဲ့လိုမျိုးဆိုရင်အင်ဂျင်ဝိုင်းရဲ့သက်တမ်းကိုကြည့်ပြီးလဲပြရမှာဖြစ်ပါတယ်အခုအင်ဂျင်ဝိုင်းထည့်ပြီးဆိုတော့အဖုံးပိတ်ပြီးဆဲကိုခဏနှုတ်ပေးလိုက်မယ်ဆဲကိုခဏနှုတ်ပြီးပြန်ပိတ်လိုက်မယ်အင်ဂျင်ဝိုင်းပြန်တိုင်းကြည့်ရမှာဖြစ်ပါတယ်အင်ဂျင်ဝိုင်းတက်တိုင်ကိုထုတ်ပြီးအင်ဂျင်ဝိုင်းရောမရောကြည့်ပြရမှာဖြစ်ပါတယ်သူကပုံမှန်ဆိုရင်အဲ့ဒီကျွန်တော်ပြပေးတဲ့အထီးရှိနေပြမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကမတည်တဲ့သူတွေတက်ပဲဖြစ်ပါတယ်ဒီချင်ရတယ်ရှိရင် comment ထဲမှာဝင်ပြီးတော့မေးမြန်းလို့ရပါတယ်ကျွန်တော်ဒီသလားလေးတက်သလားလေးပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုဆက်အောင်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်